ဒီကောင်လေးကဝန်ပိလွေရဲ့ပါဇက်ထဲကိုသူ့လက်ကိုထည့်လိုက်တာနဲ့သူ့အဖေကဒါကိုမြင်သွားပြီးသူ့ကိုကယ်ဖို့အတွက်တနက်တလက်ချက်ချင်းယူလာခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကအဲ့ဒီဝန်ပိလွေဟာသူ့တငယ်ချင်းဖြစ်ပြီးသူနဲ့ကစားနေတာမို့တနက်ကိုဝေးမှာပဲထားဖို့သူ့အဖေကိုပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာတောင်ကုန်းစီကိုအတူတူပြေးသွားကြပါတယ်ဝန်ပိလွေဟာတောင်ပေါ်မှာအချိန်ပြင်းပြင်းပြေးနေခဲ့တာကြောင့်ခြုံပုတ်တွေတဲ့တနေရာမှာပျောက်ကွယ်သွားပါတော့တယ်ကောင်လေးကသူ့ကိုရှာဖို့အတော်လေးစူးစမ်းခဲ့ပေမဲ့ရှာမတွေ့ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲရုတ်တရက်ဝုံညိုတကောင်ဟာကောင်လေးရဲ့နောက်ကနေရောက်လာပါတယ်ကောင်လေးဟာအဲ့ဒီနေရာကနေချက်ချင်းထွက်ပြေးပြီးတောင်ထိပ်ပေါ်ကိုတက်သွားခဲ့ပါတယ်သူ့ရှေ့မှာတစ်တုံးပုံကြီးတစ်ခုရှိနေပြီးတစ်တုံးတွေအောက်ကနေရာလွတ်တစ်ခုကိုမြင်တာနဲ့အဲ့ဒီထဲကိုဝင်ပုန်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနေရာကျင်းလေးအတွက်ဝုံရဲ့ခေါင်းကအရန်ကြီးနေခဲ့ပါတယ်ဒါကြောင့်ဝုံကမတ်တက်ရက်ပြီးတစ်တုံးတွေကြားထဲကနေသူ့လက်ကိုလှမ်းလိုက်ကကောင်လေးရဲ့လက်ကိုကုတ်ချစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဝုံပလွေဟာအဲ့ဒီနေရာကိုရောက်လာပြီးကောင်လေးကိုကယ်တင်ဖို့အတွက်ဝုံရဲ့အာယုံကိုလွှဲလိုက်ပါတယ်သူကဝုံကိုကျဲလောင်စွာဟိန်းဟောက်ပြီးအဲ့ဒီနေရာကနေမောင်းထုတ်လိုက်ပါတယ်ဝုံထွက်သွားတာကိုမြင်တော့ကောင်လေးဟာအပြင်ကိုထွက်လာပြီးမြစ်ကမ်းပါးမှာရက်နေတဲ့ဝုံပလွေကိုတွေ့လိုက်ရပါတယ်တကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကကောင်လေးဟာအဲ့ဒီဝုံပလွေကိုတန်ကြိုးတွေနဲ့ချီနှောင်ထားတာကိုတွေ့ခဲ့ရတာပါသူကဝုံပလွေစီကိုတတိထားပြီးသွားခဲ့ကသူ့ရဲ့တန်ကြိုးတွေကိုဖြုတ်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာ